ကဘာပေါ်မှာလင်းယုံငှက်ကိုတိုက်ခိုက်ရတဲ့ငှက်ဟာတကောင်ပဲရှိပါတယ်အဲ့ဒါကတော့ကြီးကန်းပါကြီးကန်းကလင်းယုံငှက်ရဲ့ကြောကုန်းပေါ်ကုတ်တွေတက်ပြီးတော့နှုတ်သီးနဲ့လေပင်ကိုထိုးစိတ်ပါတယ်ဒါပေမဲ့လင်းယုံကပြန်လဲတိုက်ခိုက်ခြင်းနဲ့ချိန်မဖြုံးပါဘူးအဲ့ဒီစားသူဟာအင်အားအပြည့်နဲ့တောင်ပန်တွေကိုဖြန့်ပြီးအမြင့်ဆုံးကိုပြန်တန်းပါတယ်အဲ့လိုလင်းယုံကအမြင့်ကိုပြန်တက်လေလေအောက်ဆီဂျင်ပြတ်လက်တာကြောင့်ကြီးကန်းဟာအသက်ရှူကခက်လေလေဖြစ်ပါတယ်ဒါနဲ့ပဲကြီးကန်းဟာသူ့လိုပြုတ်ကျသွားတယ်ဒီပုံမြင်လေးကပေးခြင်းတဲ့သင်ခန်းစာကတော့ကြီးကန်းအနေနဲ့ချိန်ဖြုံးနေခြင်းကိုရက်တန်းကရပ်ဖို့လိုပါတယ်ဘုံအမြင့်ဆုံးအမြင့်တွေကိုသာကျွန်တော်တို့ပြန်တန်းဖို့စဉ်းစားမှာဖြစ်ပါတယ်အမြင့်ဆုံးရောက်လာတဲ့အခါကိုယ်တိုက်ခိုက်တဲ့ကြီးကန်းလိုသူမျိုးတွေဟာသူ့အလိုပြုတ်ကျကြံခဲ့ပါလိမ့်မယ်ကျွန်တော်တို့အာယုံဆက်ရမယ့်အရာကတော့ကိုယ်အမြင့်ဆုံးကိုရောက်အောင်ပြန်တန်းဖို့ဖြစ်ပါတယ်ကြီးကန်းလိုသူမျိုးတွေနဲ့တိုက်ခိုက်နေရင်လည်းချိန်မဖြုံးဖို့အဓိကလိုအပ်ပါတယ်